哦，还有个开幕。就看看，这个是么来了？哦，这里边有。ကဲပိုက်တော်ကြီးချစ်တော်အားသာဝါနာရှင်ပေါင်းလို့မင်္ဂလာပါဗျာเนาะကျွန်တော်လည်းဒီမှာရင်တလက်လက်နဲ့ကိုဖြစ်နေပြီဗျလက်တွေပါတုံနေပြီဗျအခုဆိုရင်တော့ကျွန်တော်တို့ဒီမှာကတော့မြန်မာ၄မှတ်မလေးရှား၅မှတ်အခြေအနေပေါ့เนาะကျွန်တော်တို့အိမ်ရှင်ပဲဖြစ်ဖြစ်အိမ်ရှင်အဖေကြီးပဲဖြစ်ဖြစ်ပါကျွန်တော်တို့မြန်မာကလားသမားတွေကပြက်ပြက်သားသားနဲ့ပြင်းပြထန်ထန်တိုက်ခိုက်ထားမယ်ဆိုရင်တော့ဖြစ်ကျွန်တော်တို့ဒီဘွဲကိုကျင်းတွေကိုအနိုင်ရမှာဗျာเนาะအခုဆိုရင်တော့မလေးထိုးရတယ်ကျောင်းလိုက်ဖမ်းရတယ်အာဒီကျောင်းတိုင်းကောင်းပါလေဗျာเนาะကျောင်းတိုင်းရဲ့ကန်ချင်းကတော့ broken စင်လို့မိမိမြန်မာနိုင်ငံအသင်းတော်ကိုအမတ်တမတ်ပြန်လဲကြားယူပေးထားနိုင်ခဲ့ပြီဗျာကျွန်တော်တို့ဒီအမတ်တွေကဘာမဆိုအကုန်လုံးပြောင်းပြန်လန်ပြီးတော့ဖြစ်သွားနိုင်တဲ့အနေအထားတွေရှိတယ်ဗျာเนาะကျောင်းလိုက်ထိုးရတယ်မလေးတည်ထားတယ်ကောင်းပါလေဗျာခုဆိုရင်တော့ကျွန်တော်ညီငယ်လေးကျောင်းတိုင်းကတော့ broken တစ်လုံးစားပြီးလို့အမတ်တမတ်ကိုဥဆောင်သွားနိုင်ခဲ့ပြီဗျာကဲခုဆိုရင်တော့အိရှင်ဆိုတဲ့အာသာချက်နဲ့အတူကျွန်တော်တို့မြန်မာသင်းတို့ဘာတွေမြတ်ဘလို့တွေလှည့်စားအောင်မလဲဆိုတာတော့ကြည့်ရအောင်ပဲဗျာနော်ကဲဥမာပဲတန်ဖိုးရှိတဲ့အမတ်တမတ်မဆုံးရှုံးမနစ်နာဖို့တော့လိုအပ်တယ်ဗျကျွန်တော်တို့နဲ့ challenge တောင်းတာတဲ့ခြေနေမျိုးဝင်ကိုလည်းမြင်တွေ့ရတယ်ခင်ဗျာဟုတ် challenge တောင်းလို့မရဘူးကုန်တော့မဟုတ်လေဆရာလေးကလေမလေးတာတောင်းတာလေအဆန်းလို့လည်းမလေးကိုက broken တက်တာကိုမိသွားတဲ့ဟာကိုဘက်ကပြန်တောင်းတာလေကဲအေးစေးပါနော်ဘာပဲဖြစ်ဖြစ်ကိုရတော့ရလက်ကောင်းနေနဲ့ပြန်လေထွက်ပေါ်လာမယ်လို့ကျွန်တော်ကတော့ယုံကြည်နေတယ်ဗျရင်မဲ့ထဲကနေโอเคကဲဟိုပါလေကျွန်တော်တို့လေလုံးလေးတစ်ချက်တော့ပြပေးပါဦးကိုဝေကြီးရေကဲအေးစေးပါကျွန်တော်တို့လည်းများမှန်တော့နုံမနစ်ဘူးဗျာနော်ကျွန်တော်တို့မြန်မာရဲ့ခြေစွမ်းခြေစားကလည်းကဘာပိုက်ကြော်ချင်းရောအတိမတ်ပြုတ်ထားတဲ့ခြေနေရှိမကြော်ပါဘူးဗျာနော်ဒါကျွန်တော်တို့မြင်ရတဲ့အနေထားရတော့မကြော်ဘူးလို့တော့ခံစားမိပါတယ်ဗျအင်ရှင်ဆိုတဲ့အာသာချက် breather weight အင်အားဒိုင်အင်အားတွေနဲ့အတူအနေငယ်တော့ကျွန်တော်တို့လုတ်ခတ်တော့ခံရမှာပဲဗျဒီခြေနေပေါ်မှာတော့ကျွန်တော်တို့မြန်မာအသင်းအနေနဲ့ကတော့ပြက်ပြက်တသားသွားဖို့တော့လိုအပ်ပါတယ်ကဲမြန်မာလား over လုပ်ထားတယ်ဗျာဒါတော့ပြည်သက်ကြီးလည်းနားလည်မှာပဲเนาะအရှင်ဆိုတဲ့အခြေအနေဝိတ်ကြီးကတော့အများကြီးရှိနေတဲ့အနေအထားမှာတော့ကဲဘာဖြစ်ဖြစ် fighting စိတ်မညစ်ပါနဲ့စိတ်တမကြပါနဲ့ညီငယ်လေးတို့ဘလောက်ပဲညစ်ပါစေဘလောက်ပဲညစ်ကျွန်တော်တို့ရဲ့ကစားသမားတွေရဲ့အရေးသွေးအရေးချင်းခြေစွမ်းခြေစားတွေကတော့ချင်းတွေကိုပေါ်ထွက်လာမှာဗျာနော်သူဆိုရင်တော့ set fight ကျွန်တော်တို့တမတ်အနေနဲ့ဝယ်ကိုဆက်လက်ရှင်ပြိုင်နေရတယ်ဗျမလေးရှားစပိကျောင်းတိုင်းဖမ်းထားတယ်ဟာဒီခွဲချင်းတယ်ထားတယ်ကျောင်းတိုင်းကောင်းပါတယ်ဗျာနော်ကျောင်းတိုင်းကတော့ကျောင်းနံပါတ်3မလေးရှားဖိုက်တာရဲ့ဂျိုးဘရိုကိုမှလွတ်ကျွတ်ကိုကန်ချသွားနိုင်ခဲ့တယ်ဗျာကေဦးမှာပဲအပပြင်းထန်လာတဲ့ကန်ချက်တွေနဲ့တူမိမိနိုင်ငံအသင်းတော်ကိုအမတ်တမတ်ပြန်လဲထိန်းထားနိုင်ခဲ့တယ်ခင်ဗျကဲခုဆိုတော့ကျွန်တော်တို့မြန်မာစားပဲအာဒီကတော့မိမိစားပဲနဲ့တူအမှတ်တွေဘယ်လိုရှာဖွေအောင်မလဲဗျဖြုတ်ချင်းထိုးရတယ်ရိုင်ချင်းမလေးမဲ့ကောင်းပါတယ်ဗျာနော်အာဒီရဲ့ရစ်ချင်းကတော့တကယ်ကိုကောင်းမွန်စွာနဲ့ပဲတစ်ပတ်မလေးရှားအသင်းကိုလှုပ်ခတ်သွားစီနိုင်တော်ညာလည်းပဲမအောင်မြင်ခဲ့တဲ့အတွက်အမတ်ကတော့မလေးရှားပြန်ရရှိသွားခဲ့ပြီညအနဲ့ဒီပုံနာလားဒီပုံရှိတော့ပြောတာမဟုတ်ရင်းနေပုံရကြည့်လက်ဒီပါတော့က
ကဲအခုဆိုရင်တော့ကျွန်တော်တို့မလေးစားပေးပြနော်ဒီစားပေးကိုကျွန်တော်တို့ကောင်းမွန်လို့တုံ့ပြန်ထားနိုင်မယ်ဆိုရင်တော့အေးစိတ်ပူစရာမလိုသေးဘူးဗျလေးစားပေးထိုးရတဲ့အတိဗန်းထားတယ်ကိုကြီးတင်ရတဲ့ចောင်းတိုင်းကောင်းပါတယ်ဗျာနော်ကျွန်တော်ညီငယ်လေးအတိចောင်းတိုင်းတော့ကတော့အကောင်းမွန်ဆုံးပဲပွဲကိုဆက်လက်ရှင်ပြိုင်ရင်းနဲ့အနိုင်ရရှိဖို့အတွက်ကိုတီတီငိမ့်ငိမ့်နဲ့ဖြတ်သန်းနေတာတွေကိုလည်းကျွန်တော်တို့မြင်တွေ့ရတယ်ဗျာနော်ဒီတိုင်းပဲ